ကျန်လီဟာတရားထိုင်နေပြီးသူ့ရဲ့စိတ်ပင်လင်တဲ့ကနဂါးကိုမေးနေတယ်ငါရဲ့ကြက်ကြံမှုကအနောက်ဆက်ခံလိုက်ရတယ်ကောင်းကင်ကပ်ပေးဟာမနှက်ဖြန်ညတကောင်ရံချိန်မှာထွက်ပေါ်လာတော့မယ်ငါဘယ်လိုလုပ်ရမလဲငါကကောင်းကင်အဆင့်9ကိုမရောက်တဲ့အပြင်အခုအဆင့်3ခုတောင်ပြန်ကျသွားတယ်ဒီကြဆုံမှုရဲ့အကျိုးဆက်ကဘာတွေများဆက်ဖြစ်မလဲဆိုပြီးသူ့ရဲ့စိတ်ပင်လင်တဲ့ကနဂါးကိုအကြောင်းဆုံးပြောပြနေရင်မေးနေပါတော့တယ်မနှက်ဖြန်ညတကောင်ရံအချိန်မှာကောင်းကင်မီလီယံဟာမြို့ထဲကိုကြားရောက်လာတဲ့အခါမြို့အတွင်းစီးလူတွေအားလုံးတေဆုံးမဲ့အပြင်မိုင်းတထောင်ပတ်လည်ကမိစ္ဆာတားရဲတွေအားလုံးအတိညာပျောက်ဆုံးသွားပြီးထိုတားရဲများဟာတားရဲအရင်စိတ်တွေဝင်လာပြီးစောဟွာမြို့ထဲကလူတွေအားလုံးကိုတိုက်ခိုက်ကြလိမ့်မယ်ထိုနဂါးကသူတိတ်ထားတာတွေကိုဆင်းပြနေတယ်ပြောင်းလဲလို့ရမယ့်အခြားအခွင့်အရေးတွေမရှိတော့ဘူးလားလို့ကျန်းလီကနဂါးကိုမိလိုက်တဲ့အခါမော်ပစ္စည်းတစ်ခုရရင်တော့အခုကိစ္စကိုဖြည့်ဆည်းနိုင်လိမ့်မယ်။ဘာပစ္စည်းလဲ။အခုတခင်လေးရောက်နေတဲ့ယူချုံကုန်တဲ့အဖွဲဟာသူတို့ကဟုံရီမျိုးဆက်တွေပဲ။ဟုံရီမျိုးဆက်တွေရဲ့အဖိုးတန်ရတနာတစ်ခုဖြစ်တဲ့ယူချုံပင်လယ်ကိုရရင်အခုကပ်ဘေးကိုဆောင်းနိုင်လိမ့်မယ်။ဂိုင်းကြီးလေးခုထဲမှာတခင်လေးလို့ထိုက်ကြီးဂိုင်းတစ်ခုတည်းတာလူသားတွေကိုကာကွယ်ဆောက်ဖို့တာဝန်ရှိတယ်။ကျွန်တော်နဂါးဟာတခင်လေးကိုကူညီခြင်းပင်မဲ့အတိညာဝိညာဉ်ပင်လယ်ထဲကနဂါးတစ်ကောင်ဖြစ်လို့တခင်လေးကိုမကူညီနိုင်ဘူး။ယူချုံကုန်တဲ့အဖွဲရဲ့ခံမအလဲမှာကုန်တဲ့တခင်ထိုင်ဟုံကသူတို့အဖွဲကိုကူညီပြီးတိုက်ခတ်ပေးခဲ့လို့ယူချုံပူဖို့ကိုကျေးဇူးတင်စကားပြောနေကြတယ်ထိုင်ဟုံတခင်လည်းရေခဲပြစ်မှာကျွန်တော်တတိမိနစ်တာကူညီပေးခဲ့လို့ကျေးဇူးတင်စကားပြောဖို့မလိုအပ်ပါဘူးလို့ယူဆန်ပူဖို့ကပြန်ပြောလိုက်ပါတယ်ဒါနဲ့ထိုင်ဟုံတခင်ကြီးခမရရတာယူနင်ဖူရဲ့နာမည်ကိုကျွန်တော်ကြားဘူးတာကြားပါပြီအတက်ငယ်ငယ်နဲ့ကောင်းခင်အဆင့်9ကိုရောက်နေပြီလို့ကြားဘူးတဲ့ဒီနေ့အခွင့်အရေးရရင်ခမရရတာနဲ့ကျွန်တော်စုံမှုကျင့်တယ်လို့ယူဆန်ပူဖို့ကအခွင့်တောင်းလိုက်ပါတယ်ထိုအခါအကြီးကဲတယောက်ကဒီကတက်ခင်လေးမတိလို့ကျွန်တော်တို့တက်ခင်လေးကိုဆုံးဟာဟုတ်တက်ခင်ကဖမ်းထားပြီးတခင်လေးနဲ့ယူကျုံပင်လေရတနာနဲ့လာလဲဖို့တဇကန်အနေနဲ့ဖမ်းထားကြောင်းပြောပြနေပါတယ်ထို့အခါတိုက်ခိုက်တန်ကြားတော့ကြောင့်သူတို့အားလုံးတိုက်ခိုက်တဲ့အတန်ကြားတဲ့နေရာစီကိုထွက်လာတဲ့အခါသူတို့ယူကျုံပင်လေထားတဲ့အခါမှာသူတို့ရောက်ရှိသွားတဲ့အချိန်အဆောက်တွေအားလုံးတိတ်ဆုံးနေပြီးအစိမ့်မှာတော့ခမ်းမထဲမှာကျန်းလီတယောက်ပဲစီးနေတယ်ကျန်းလီကသူ့ရဲ့ဆွမ်းအားနဲ့ခြေရခံနေတာအခြားအကြီးကဲများကကောင်းလေးမင်းကငါတို့ကရေခဲပြင်ကနေလဲကဲလာရသေးတယ်ငါတို့ရဲ့ယတနာကိုလည်းခိုးလေးတဲ့သူပြောလိုက်ပြီးကျန်းလီကိုအထင်လွဲကုန်နေကြတယ်အကြီးကဲများကကျန်းလီကိုတိုက်ခိုက်ဖို့လုပ်တဲ့အခါယူဆွမ်းပူဖို့ကအစီရကပေးလိုက်ပြီးအခုအချိန်တွေကအထင်လွဲစရာတွေအများကြီးပဲသူခိုးတာမဖြစ်နိုင်ဘူးဆင်းပြပေးမဲ့နားမထောင်ပဲမင်းတို့နှစ်ယောက်ကတဖွဲ့တည်းဆိုပြီးတိုက်ခိုက်ဖို့လုပ်ပေမဲ့ထိုင်ဟုံတခင်ကြီးကတားလိုက်ပြီးခဏဆောက်ကြည့်ပါဆိုလို့အကြီးကဲအကောလုံးကညင်လိုက်ရတယ်ကျန်းလီကသူတို့ဂိုင်းရဲ့မိုးမြေကာတာကိုတုံးပြီးအကောလုံးမြင့်အောင်ပုံရင်းအောင်အဖြစ်ပြောင်းလဲလိုက်ပြီးအကောလုံးကိုချပြလိုက်ပါတယ်ထို့အခါထိုင်ဟုံတခင်ကထိုက်ကြီးဂိုင်းကစัจ java နာကိုထိုးခွင်းမြင့်နိုင်ပြီးခြေရခံနိုင်တဲ့အစွမ်းကနမယ်နဲ့လိုက်ဖက်အောင်တော်ပါပေးတယ်ဆိုပြီးပြောလိုက်ပါတယ်ထိုင်ဟုံတခင်ကသူတို့ကိုမလွတ်ပေးပဲတားထားလိုက်ပါတယ်ကျန်းလီကယူချွန်းပင်လယ်ကိုသူပြန်စာပေးမှဖြစ်ပြီးသူ့အစာယူချွန်းပူဖို့ကိုဖန်ထားပြီးသူ့ကိုတစားကန်အဖြစ်ဖန်ထားဖို့ပြောလိုက်ပါတယ်ယူချွန်းပူဖို့လည်းဘူမတိကိုမတိပဲအဖမ်းခံထားရပါတယ်ယူချွန်းပူဖို့ကိုဖန်ထားချင်တိုင်းဖန်ထားလို့မရမှကျန်းလီကတိတ်ပါတယ်ဆိုဟာမျိုးရဲ့စီကားတဲ့ညတညမှာအရက်ဘူးကိုကင်ထားပြီးလူငယ်တယောက်လမ်းဆောက်နေတယ်ထိုလူငယ်ကတော့ယူဆန်ဖူးဖို့ပဲဖြစ်ပါတယ်ဆိုဟာမျိုးရဲ့မျိုးလက်ကောင်မှာလေထဲမှာပန်းပွင့်များကြတဲ့မှာချော်မောလှပတဲ့မိန်ကလေးတူကပြနေတယ်ဆိုဟာမျိုးရဲ့နံပါတ်1အလှပြင်မှာရင်းဟွာပဲဖြစ်ပါတယ်ကျန်းလီကခြေရခံအစွမ်းနဲ့တူလိုက်ဆနေတယ်ခဏအကြာပြင်းထန်တဲ့လူတက်အငွေတက်ကိုခြေရခံမိတယ်လူပြက်တဲ့လမ်းကြားမှာပစ္စည်းတစ်ခုနဲ့စုံကြတဲ့အခါကျန်းလီကခိုးသွားတဲ့ရွှွှမ်းပင်လယ်ကိုထုတ်ပေးဖို့ပြောလိုက်ပါတယ်တဖက်ရန်သူကမပေးပဲစတင်တိုက်ခိုက်ပါတယ်ကျန်းလီကကကွယ်လိုက်ပြီးရန်သူကမင်းအစွမ်းစားစီးရင်ငါစီကလာယူလို့ပြောလိုက်ပြီးအိမ်ခေါင်မိုးပေါ်တို့ခုန်တက်သွားခဲ့ပါတယ်ကျန်းလီကထို့လူအနောက်ကိုပြေးလိုက်သွားပြီးနွယ်ပင်ထိန်ကျုပ်ချင်းအစွမ်းနဲ့ရန်သူကိုဆွဲပစ်လိုက်တဲ့အခါပုံမြူနေနားထောင်နေတဲ့လူစီရကြီးတို့ကျသွားပြီးလူအများပြားကကြောက်လန့်ပြီးထွက်ပြေးသွားခဲ့ပါတယ်ထိုရန်သူကကျန်းလီကိုထိုက်ကြီးဂိုင်းကလူမှန်တိသွားခဲ့ပါတယ်အနားမှာအရက်မူးချင်းအောင်ဆောင်နေတဲ့ရွှွှမ်းပူပေါ့ကိုရန်သူကကောက်ယူပြီးကျန်းလီထံပစ်လိုက်ပါတယ်ကျန်းလီကတူးထန်လွင့်လာတဲ့ရွှွှမ်းပူပေါ့ကိုစေတနာအစိထားပြီးမဖမ်းပဲဆောင်ပေးလိုက်လို့ရွှွှမ်းပူပေါ့ဟာအနောက်မှာခွေကြသွားပါတယ်တချို့အရာတွေမဖမ်းပဲလက်လွတ်လိုက်တာအကောင်းဆုံးပါပဲကျန်းလီကတိုက်ခိုက်နေရင်တူနှစ်ခုကကနုတ်ပန်းကပျောက်ကွယ်သွားပြီးတူဆွမ်းအားတွေကုန်နေမှရန်သူကတိတ်သွားပြီးအားထဲတိုက်ခိုက်တဲ့အခါကျန်းလီရဲ့ဓာတ်ဟာကျိုးပြီးလမ်းမပေါ်တို့ဒူးထောက်ကျသွားပြီးပါဇက်ကတွေးများပါအန်ထွက်သွားတယ်ကျန်လီကိုအတေတက်ဖို့ဒုတ်တက်နဲ့ထိုးမဲ့အချိန်မှာယူဆန်ပူပေါ့ကသူ့ရဲ့အရက်အိုးနဲ့လှမ်းပစ်လိုက်ပါတယ်မင်းတို့ကိုထိရင်ထိကျဲဆူပြီးလက်တီနဲ့ထိုးထည့်လိုက်ပါတယ်နှစ်ယောက်သားအပြန်လဲတိုက်ခိုက်နေရင်ရန်သူရဲ့ဒုတ်ကအဝေးတို့လွှင့်ဆင်သွားပြီးသူခိုးယူသွားတဲ့ယူကျုံးပင်လဲပစ္စည်းလဲခေါင်မိုးပေါ်မှာလွှင့်ဆင်ပြီးကျသွားခဲ့တယ်ရန်သူကတွားပြန်ကောက်မဲ့အလုံးမှာယူဆန်ပူပေါ့ကအရက်အိုးကိုလေထဲမှာပဲခြေတောင်းနဲ့ကန်ထည့်လိုက်ပြီးအနာကမိဘုံနဲ့ထိပြီးပောက်ကွဲသွားခဲ့တယ်လို့ရန်သူတဲ့အဝေးစီတို့လွှင့်ဆင်သွားခဲ့ပါတယ်အပေါ်ကကျလာတဲ့ယူကျုံးပင်လဲကိုယူဆန်ပူပေါ့ကလက်နဲ့ဖမ်းလိုက်တဲ့အချိန်သူတို့အစိကနေလေဟာနဲ့အကွဲကြောင်ပေါ်လာပြီးလူတဦးထွက်လာခဲ့တဲ့ခန္ဓာကတိုက်ခိုက်ထားတဲ့ရန်သူရဲ့တခင်လေးဖြစ်နေတယ်အနာတွားလိုက်ပြီးသူ့တခင်လေးကိုသူတွားတောင်းပန်ပေမဲ့သူ့တခင်လေးကပဲသူ့ဦးခေါင်းကိုကင်ပြီးတက်လိုက်ပါတယ်တက်ပြီးတာနဲ့မြေဆိုးမှန်တဲ့အတက်နဲ့ယူဆန်ပူဖော့ရဲ့လက်ထဲကပစ္စည်းကထိုလူလက်ထဲတို့ရောက်သွားခဲ့တယ်ယူဆန်ပူဖော့ကအပြေးတွားယူပေမဲ့အနာရောက်ကန်ဒီမှာအကွဲကြောင်တဲ့ဝင်သွားပြီးတခြားနေရာမှာကျသွားခဲ့တယ်တစ်ဖက်မှာလဲထိုင်ဟုံတခင်ကဆုံးဟာမျိုးတခင်စီမှာတူတာကိုဖမ်းထားတာလှုပ်ပေးဖို့ပြောနေတယ်
မင်းသားကိုလှုပ်ပေးခြင်းရင်ငါလိုချင်တဲ့ရွတ်ကျုံးပင်လယ်ပါလာပါရင်လှုပ်ပေးမယ်လို့ပြောလိုက်ပါတယ်ထိုင်အောင်တခင်ကတိုးစီမှရှိနေတဲ့ရွတ်ကျုံးပင်လယ်အတုကိုထုတ်ပြလိုက်ပါတယ်ဒါကိုစွန့်ဟတခင်ကြီးကမတိတ်ပါဘူးခေါမိုးပေါ်မှာကျန်းလီကတူအတွင်းတန်ရန်ရထားတဲ့အကြောင်းကိုရွှန်စန်းဖူးဖို့ကိုပြောပြနေတယ်ငါနင်းကိုအဲတုံးကနင်းကျင့်ကြံနေမှမတိခဲ့ဘူးနင်းကိုကဲ့ကျင်တဲ့စိတ်ကြောက်တာအခုလိုဖြစ်ရတာငါကြောက်စုပြီးတန်ရန်ရသွားတာတောင်းပန်ပါတယ်လို့ပြောလိုက်ပါတယ်မင်းတောင်းပန်စရာမလိုပါဘူးလို့ကျန်းလီကရွှန်စန်းဖူးဖို့ကိုပြောလိုက်ပါတယ်ဖြစ်ပြီးတာတွေထားလိုက်ပါနင်းတမင်လောက်တာမဟုတ်မှန်းငါတိတ်ပါတယ်ရွှန်စန်းဖူးဖို့နဲ့ကျန်းလီတို့နှစ်ဦးအခုမှတည့်ရဝင်မိတ်ဆွေဖြစ်သွားကြတယ်ကျန်းလီကတူးနမဲ့ကျန်းလီဆိုပြီးရွှန်စန်းဖူးဖို့ကိုမိတ်ဆက်လိုက်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တင်ဆက်ပေးတဲ့ဇာတ်လမ်းကတော့ဒီမှာပဲပြီးဆုံးပါပြီကျွန်တော်ရဲ့ YouTube Channel လေးကိုလည်း Like and Subscribe နဲ့ Notification ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအားပေးတဲ့တယောက်ချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်